ဒီအမေရိကမှာတော့လေသူတို့ရောင်းတဲ့ poke bowl ဆိုတာရှိရပေါ့နော်ဒီနေ့တော့ crispy salmon poke bowl လေးလုပ်ပြပါမယ်သူတို့ကတော့ healthy ဖြစ်တယ်ထင်လို့စားကြတာထင်ပါတယ်ဒီဟာကျတော့လေအထဲထဲမှာဒီလိုမျိုးဆက်လက်ရွက်လေးပါတယ်ဆိုတော့ဆက်လက်ရွက်လေးတွေကိုဒီလိုမျိုးလေးတေးပေါ့နော်ပပလေးလီးတယ်ပြီးရင်သခွားသေးကိုလည်းဒီလိုမျိုးလေးပေါ့နော်လီးတယ် shape ကတော့ကိုကြိုက်တဲ့ပုံစံလီးကြတာပေါ့နော်2 go ဆိုတော့2 go ဘူးလေးထဲမှာနေကထမင်းရင်ထည့်တယ်ပြီးတော့သူက poke sauce မထည့်ပါဘူးတဲ့ sushi sauce ထည့်မယ်ဆိုတော့သူ့ကို sushi sauce ထည့်ပေးရတယ်ပြီးရင်တော့ဆောနာလီးထားတဲ့ဆက်လက်ရွက်လေးတွေကိုအိတ်ပေါ်မှာတင်နေပေါ့နော်ပုံမှန်တော့အဲ့ဒီထမင်းလေးကို poke sauce လေးထည့်တာပါဒါပေမဲ့သူက sushi sauce ဆို sushi sauce ထည့်ပေးလိုက်တယ်အဲ့ဒီမှာတော့နေတို့ဆောနာလီးထားတဲ့သခွားသေးလေးကိုအဲ့ထဲမှာထည့်တယ်ပြီးတော့တခြားပါသေးတာကြတော့ avocado ပေါ့နော်ထောက်ပတ်တီးပါတယ်ပြီးလို့ရှိရင်တော့အရမမီလေးပါတယ်ပြီးရင် seaweed salad လည်းပါမယ်တဦးနဲ့တဦးတော့ထည့်ကြတာတွေတူမှာမဟုတ်ပါဘူးဒါကတော့နေမျိုးဆိုင်မှာထည့်တဲ့ဟာပေါ့နော်ပြီးရင်တော့သူက salmon လေးတွေနဲ့စားချင်တာဆိုတဲ့အခါကျတော့ salmon ကတော့ raw salmon ပဲဒီမှာကတော့သုံးကြတယ်ပေါ့နော်အမအဲ့ဒီ salmon အစိမ်းလေးတွေကိုတခါတည်းဘိုးထဲမှာထည့်လိုက်ပါတယ်ဆိုတော့ဒီလိုမျိုးလေးပေါ့နော်အသီးရွက်တွေနဲ့ထမင်းလေးနဲ့ပေါ့နော်ပြီးလို့ရှိရင်တော့သူ့ရဲ့အပေါ်မှာ spicy mayo တစ်ခါဖြတ်ပါတယ်ပြီးရင်တော့အဲ့ဒီရဲ့အပေါ်မှာပဲ sushi sauce နောက်တစ်ခုထပ်ဖြတ်ပါတယ်ဒီ customer ကျတော့ extra sauce နဲ့မှာတာပေါ့နော်ပုံမှန်ဆိုရင်တော့ဒီထက်နည်းနည်းနှဲပါတယ်ပြီးရင်တော့ crispy ဖြစ်တဲ့အတွက်သူကနေပြီးတော့ကြက်သွန်နီကြော်ကျွတ်လေးတွေကိုအပေါ်ကနေ topping ထည့်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ crispy salmon bowl လေးကရသွားပါပြီရှင်ဒါတော့အမေရိကမှာသူတို့ poke bowl လို့ခေါ်ပါတယ်အရန်လေးရောင်းရပါတယ်เนาะတော်တော်လေးလဲစားကြတယ်ဒီဟာလေး